ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုလေးနှုတ်ဖြစ်တာကြာပြီဆိုတော့အခုကျွန်တော်ပြန်လာပါပြီဆိုတော့ကျွန်တော်ဒီနေ့မှာတော့ anime နဲ့ AI အကြောင်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခုခေတ်မှာ AI တွေကတော်တော်လေးကိုကျန်းလာပြီဟိုတလောတုန်းကတော့မှ Chinese Happy New Year မှာတော့တရုတ်မှာ AI robot တွေကအရမူတိုင်းတွေဆွန့်ခုံလမ်းလျှောက်ပုံတွေကပြပုံတွေတိုင်းတွေချပုံတွေပြောရရင်အကုန်လုံးကိုလုပ်ပြနိုင်တဲ့အထီကိုကျန်းလာပြီနောက်ပြီးတော့တရုတ်ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကနေပြီးတော့ TTS 2.0 ဆိုတဲ့ AI ကလည်းထွက်လာတယ်အဲ့ဒီ AI ကဘယ်လောက်ထိကျန်းလဲဆိုလို့ရှိရင် Hollywood ရုပ်ရှင်လောကကိုပါရိုက်ခတ်နိုင်တဲ့အထီကိုကျန်းလာတာ Hollywood ကဘယ်လောက်ထိအောင်ကြောက်သွားလဲဆိုလို့ရှိရင်တရားစွဲလောက်ရတဲ့အထီကိုကြောက်သွားတာကြောက်လိုက်ကြောက်ရှင်စရာပဲလေဘာဖြစ်လို့လဲဆိုတော့ TikTok မှာကိုဂျိုနဲ့စကူနာတိုက်ပွဲကိုပဲကြည့်လိုက်ဆိုတော့အဲ့လောက်ထိအောင်ကျန်းနေတာ AI ကိစ္စကတော့အခုလောဆယ်တော့ထားလိုက်ပါတော့เนาะကျွန်တော်အဲ့ AI ကိစ္စကိုဝေ့ကြကျွန်တော်ပြပြမယ်ကျွန်တော်ဒီနေ့ anime တစ်ခုဖြစ်ဖို့အတွက်ဘယ်လောက်ထိအပင်ပန်းခံရလဲဘယ်လောက်ထိအလုပ်ရှုပ်လဲဘယ်လောက်ထိအချိန်ပေးရလဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားမယ်ကျွန်တော်အရင်ဗီဒီယိုတစ်ခုမှာလည်း anime ကိုဘယ်လိုဖန်တီးလဲဆိုတော့ကျွန်တော်ပြပြပြီးသွားပြီဒါပေမဲ့ဒီဗီဒီယိုမှာတော့ anime တစ်ခုဖန်တီးလို့ရှိရင်ဘယ်လို software တွေကိုအသုံးပြုလဲနောက်ပြီးတော့ဘယ်လိုအရေးချွန်းတွေကိုလိုအပ်လဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးမယ်မြန်မာနိုင်ငံကတချို့လူတွေကတော့ကျွန်တော်စီလာပြီးတော့ manga creator လုပ်မှုအတွက်ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်လာမေးကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းမပြောရှင်မသိပါဘူးတချို့သူတွေကလည်းသူတို့ဆွဲထားတဲ့ manga ပုံလေးတွေဒါမှမဟုတ်ဆိုလို့ရှိရင်လည်း anime character ပုံလေးတွေကျွန်တော်လာပြကြတယ်ကောင်းလားပေါ့တကယ်လည်းကောင်းပါတယ်စက်ကြိုးစားပါစက်ကြိုးစားဖို့လည်းကျွန်တော်အကြံဉာဏ်ပေးပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့အောင်မြင်ဖို့ဆိုတာကမလွယ်ကူပါဘူးကိုကတကယ် manga artist ရောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကနေပြီးတော့ထွက်ပြီးတော့ပဲတခြားနိုင်ငံမှာကြိုးစားဖို့ပဲကျွန်တော်အကြံပေးချင်လို့ပါတယ်တချို့သူတွေကြတော့ animation လုပ်ရတာဘယ်လိုလုပ်ရလဲဘယ်လိုဖန်တီးရလဲဆိုတော့ကျွန်တော်လာမေးကြတယ်ဗျကျွန်တော်လည်းအဲ့ဒါကိုစဉ်းစားပြီးတော့ဒီဗီဒီယိုလေးကျွန်တော်လုပ်ဖြစ်သွားတာပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ anime ကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုလိုအပ်တဲ့အရာတွေနောက်ပြီးတော့လိုအပ်တဲ့အရေးချင်းတွေကိုကျွန်တော်ဒီနေ့ပြပြပေးသွားမယ်အဲ့ဒီလိုပြောလို့ကျွန်တော် anime မဖန်တီးတတ်ပါဘူးကျွန်တော်တကယ် anime တစ်ခုဖန်တီးတဲ့အရာမှာဒါမှမဟုတ်ဆိုလို့ရှိရင်လည်း animation တစ်ခုဖန်တီးတဲ့အချိန်မှာလိုအပ်တဲ့အရေးချင်းတွေလိုအပ်တဲ့ software တွေလိုအပ်တဲ့အရာတွေအကုန်လုံးကိုကျွန်တော်လေ့လာထားသမျှresearch လုပ်ထားသမျှအကုန်လုံးကိုပဲကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အထူးသဖြင့်မြန်မာလူနိုင်ငံမျိုးမှာ animation ကိုဖန်တီးခြင်းနဲ့ဒါပေမဲ့လို့ဘယ်လိုဖန်တီးရမလဲ animation ဆိုတာဒါမှမဟုတ်ဆိုလို့ရှိရင်လည်း anime ဆိုတာတယောက်တည်းဖန်တီးလို့ရလားထင်းနေနဲ့ဘယ်လိုသွားရမလဲဆိုတာကိုကျွန်တော်တို့မသိကြဘူးပေါ့နော်အများသောအားဖြင့်တော်တော်များများက animation ကိုတယောက်တည်းဖန်တီးလို့ရလားဆိုတာကိုသိရင်ကြတယ်ပေါ့နော်ဖန်တီးလို့ရလားဆိုတော့ yes ဖန်တီးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်လွယ်လို့မပြောလို့ဘူးအရန်ခက်ခဲတယ်ပြောရရင်9မိနစ်6မိနစ်စာလောက်ရှိတဲ့ animation တစ်ပုဒ်ကိုတယောက်တည်းလုပ်မှဆိုလို့ရှိရင်6လကနေတစ်နေ့ခွဲလောက်ထိကိုကြာနိုင်တယ်တကယ်လို့ bro ကစောင်းရဲကိုမြင်တယ်စောင်းရဲကိုကျန်းတယ်ဆိုလို့ရှိရင်တော့9လလောက်အနည်းဆုံးကတော့ကြာနိုင်တယ်အဲ့ဒီလိုဖန်တီးပူးတဲ့သူကလည်းတကယ်တဲ့အပြင်လက်တွေ့ပေါ်မှာရှိခဲ့ဘူးတယ်အဲ့ဒီလူနာမည်ကမာကိုတိုရှင်ခိုင်ဆိုတဲ့လူ bro ဒီနာမည်ကိုကြားဘူးကြားလိမ့်မယ်လို့ထင်တယ်ငါဒီနာမည်ကိုဘယ်နေရာမှာကြားဘူးပါလိမ့်ဆိုပြီးတော့တွေးကောင်းတွေးရင်တွေးရမယ်ဟုတ်ပါတယ် Weather Wind with you Suzume you are name the Garden of War 5 cm per second အဲ့လို movie အကြီးစားကြီးတွေကိုကင်ခဲ့တဲ့ writer သူက2002ခုနှစ်လောက်မှာ Wife of Distant Star ဆိုတဲ့ anime အတိုလေးတစ်ခုကိုဇညွန်း writing animation နဲ့ editing အကုန်လုံးဒီပါလောက်ကိုသူ့ရဲ့ personal computer နဲ့ digital tool တွေကိုပဲသုံးသွားတာ bro အနေနဲ့ကတော့ဒါကအလွန်ခဲ့တဲ့အနည်း20လောက်ကဖန်တီးခဲ့တာအခုချိန်မှာတော့နီးပညာတော်တော်များများကပြောင်းလဲနေပြီအဲ့ဒီတော့ anime ကိုတယောက်တည်းဖန်တီးမယ်ဆိုရင်24မိနစ်ရှိတဲ့ episode တစ်ပိုင်း12ပိုင်းရှိတဲ့ anime တစ်ခုကိုဖန်တီးလို့ရှိရင်လွယ်ရိပ်မယ်လို့ bro ထင်ကောင်းထင်လိုက်မယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းအဲ့လောက်ကြီးထိအချိန်ပေးရမှာမဟုတ်ဘူးလို့ပြင်လိုက်မယ်အဲ့ဒီလိုဆိုလို့ရှိရင်တော့မှားသွားပြီနီးပညာတွေဘလောက်ပဲတိုးတက် animation တွေကလည်းတပြိုင်နက်တိုးတက်နေတာ bro အနေနဲ့တယောက်တည်းဖန်တီးမယ်ဆိုလို့ရှိရင်တော့အချိန်က9နှစ်ကနေ10နှစ်လောက်ထိကြာနိုင်တယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီထက်ပိုပြီးတော့ကြာကောင်းကြာရင်ကြာနိုင်တယ် anime creator တယောက်အနေနဲ့တစ်ပတ်ကိုနိုင်60ဒါမှမဟုတ်ဒီထက်တောင်အချိန်ပေးရင်ပေးရလိုက်မယ်အဲ့ဒီအပြင်ပုံဆွဲတက်အောင်လည်းမရသေးဘူးတယောက်ချတာ storyboarding key animation in between editing နဲ့ composing အဲ့ဒါတွေအကုန်လုံးကို bro ကစောင့်ရကျွမ်းကျင်မှရမှာနောက်ပြီးတော့ anime project တစ်ခုမှာရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်လည်းလုပ်ငန်း level ပိုစေးကလည်းတယောက်တည်းအတွက်မသက်သာလာဘူးကုန်ကြစိတ်အကြောင်းကိုလည်းထည့်စဉ်းစားရင် bro တို့အနေနဲ့ performance ကောင်းတဲ့ PC နောက်ပြီးတော့ပုံကောင်းဆွဲလို့ရမယ် drawing tablet နောက်ပြီးတော့အားကောင်းတဲ့ hardware အစိတ်ပိုင်းတစ်ခုတွေကောင်လိုအပ်သေးတယ်အဲ့ဒီအပြင်ကိုမှအတန်တရုပ်ဆောင်တွေこの中に人殺しがいるのよဒါမှမဟုတ် sound design တွေကိုယ်တိုင်မလုပ်နိုင်တဲ့အခန်းကဏ္ဍတွေမှာ freelancer တွေကိုလည်းငှားရတာမျိုးလည်းရှိလာနိုင်တယ်အဓိကပြောချင်တာကတော့ bro ဖန်တီးတဲ့ anime ကအသေးသေးကြပြီးအရေးသွေးမြင့်လေထုတ်လုပ်မှုစေးကလည်းပုံများလေဖြစ်ပါတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာ low quality နဲ့ဖန်တီးနေတဲ့မြန်မာလူငယ်တချို့လည်းရှိပါတယ် bro အနေနဲ့ YouTube မှာ Water Flame Festival လို့ရှာကြည့်လိုက်ပါအဲ့ဒီ channel မှာတင်ထားပါတယ်သူအိုသူနာသူသေး
anime တစ်ခုကိုဖန်တီးလို့ရှိရင်ဘယ်လို software တွေကိုအသုံးပြုရမလဲဆိုတာကိုပြပြပေးသွားပါမယ်အရင်ကောင်းတဲ့ anime ဖန်တီးမှုတိုင်းမှာခိုင်မာတဲ့အခြေခံအုတ်မြစ်ကနေစတင်မှုလိုအပ်ပါတယ်ဒီအဆင့်မှာတော့ concept နဲ့ script ကို story book မှာအသေးစိတ်ရေးဆွဲရမှာဖြစ်ပါတယ်အဲ့ဒီလိုရေးဆွဲတဲ့နေရာမှာ Click Studio နဲ့ Hinter software တွေက story book နဲ့ concept art တွေကိုရေးဆွဲတဲ့နေရာမှာအရင်ကောင်းတဲ့ software တွေဖြစ်ပါတယ် Adobe Photoshop ကတော့ background design နဲ့ background art တွေကိုဖန်တီးဖို့အတွက်တော်တော်လေးကိုအသုံးဝင်သလိုတော်တော်လေးလည်းလူသုံးများပါတယ်Tombow Storybook Pro ကတော့ Storybook တွေနဲ့ Animatics တွေကိုဖန်တီးရမှာတော်တော်လေးကိုကောင်းပါတယ်နောက်တစ်ဆင့်ကတော့ 2D animation ဖန်တီးတဲ့အဆင့်ဖြစ်ပါတယ်ဒီအဆင့်မှာကိုယ့်ရဲ့ဇာတ်ကောင်ကို frame တစ်ခုချင်းစီအလိုက်တကယ်တက်ရှိတွေလို့တက်ဝင်လှူရှားလာအောင်ဖန်တီးရမှာဖြစ်ပါတယ်အဲ့ဒီအတွက် Adobe Animate က 2D animation ဖန်တီးတဲ့နေရာမှာတော်တော်လေးကို creator တွေကြားမှာ popular ဖြစ်ပါတယ်နောက်ပြီးတော့ Tombow Harmony ဆိုတဲ့ software ကတော့ studio ကြီးတွေမှာတော်တော်လေးကိုအသုံးများတဲ့ professional software တစ်ခုဖြစ်ပါတယ်အဲ့ဒီ software ရဲ့ထူးခြားချက်ကတော့ကိုယ့်ရဲ့ဇာတ်ကောင်တွေကို frame တစ်ခုချင်းစီလိုက်ပြတ်ဆွဲစရာမလိုဘဲနဲ့အယိုးအစစ်ဇာတ်ကောင်တစ်ကောင်ရဲ့လက်မောင်းဒါမှမဟုတ်အဝတ်စားတွေကိုတဘာဝကြကြကွေးကောက်တာတွေဆွဲဆက်တာတွေအထိအသေးသေးလုပ်လို့ရပါတယ်တကယ်လို့ brother တို့က animation ဖန်တီးရမှာလက်နဲ့ဆွဲတာကိုပိုပြီးသဘောကျတယ်ဆိုလို့ရှိရင်တော့ TV Paint Animation ဆိုတဲ့ software ကပိုပြီးကောက်ပါတယ်အဲ့ဒီ software က key animation နဲ့ in betweening တို့အတွက်အထူးပြုလုပ်ထားတဲ့ tool တွေပါဝင်လို့ရွေးချယ်သင့်ပါတယ် Vector Studio နဲ့ OpenTone software ကတော့ anime ထုတ်လုပ်တဲ့နေရာမှာတည်သက်ရွေးထားပြီးတော့ထုတ်လုပ်ထားတာဖြစ်ပါတယ်နောက်ပြီးတော့ Blender ရဲ့ Grace Pencil ကိုလည်းမေ့ထားလို့မရပါဘူးဥပမာ 3D နဲ့တိစောက်ထားတဲ့ပစ္စည်းတစ်ခုပေါ်မှာ 2D animation နဲ့ပြန်ဖုံးပြီးတိုက်ရိုက်ရေးဆွဲလို့ရပါတယ်နောက်တစ်ခုကတော့ CGI နဲ့ 2D animation ပဲဖြစ်ပါတယ်ဒီ CGI မဟုတ်ဘူးเนาะanime တစ်ခုမှာ CGI သုံးချင်တယ်ဆိုလို့ရှိရင် Blender 3D animation, Autodesk Maya, Cinema 4D, ZBrush, Houdini တို့ကိုသုံးနိုင်ပါတယ် Blender 3D animation ကိုတချို့လူတွေကသိပေမဲ့မသိသေးတဲ့သူတွေအတွက်ကိုရှင်းပြပါမယ် Blender 3D animation က animation ဖန်တီးရမှာလက်ရှိကမ္ဘာပေါ်မှာအသုံးအများဆုံးနဲ့ all in one အကုန်လုံးကိုလုပ်နိုင်တဲ့ free software တစ်ခုဖြစ်ပါတယ်သူကအဆောက်အုံတွေကားလက်နဲ့စက်ကောင်တွေကိုကြိုက်သလိုပုံဖော်ပြီးဖန်တီးလို့ရပါတယ်ဥပမာရှုံးကိုလက်နဲ့ပုံဖော်ပြီးစက်ကောင်တွေရဲ့မျက်နှာအသေးစိတ်ကြွက်သားနဲ့အသားရည်တွေကိုအသေးစိတ်ဖန်တီးလို့ရပါတယ်နောက်ပြီးတော့စက်ကောင်တစ်ကောင်ရဲ့ကိုယ်တွင်းမှာရှိတဲ့အယိုးတွေကိုထိန်းချုပ်ပြီးလူတစ်ယောက်လိုလှုပ်ရှားနိုင်အောင်လည်းလုပ်လို့ရပါသေးတယ်လမ်းလျှောက်တာဖိုင်ကယ်စီးတာစကားပြောတာကအစတိုက်ခိုက်တဲ့ပုံစံတွေအစုံအကုန်လုံးကိုလုပ်နိုင်ပါတယ်နောက်တစ်ခုက Autodesk Maya နဲ့ Cinema 4D လုပ်နိုင်စွမ်းကိုရှင်းပြပါမယ် Autodesk Maya ကတော့စက်ကောင်တစ်ကောင်ရဲ့ကြွက်သားလှုပ်ရှားမှုတွေအထိအသေးစိတ်ဖန်တီးနိုင်ပြီးတော့ရေလိုင်းတွေနှင်းတွေပောက်ကွဲမှုတွေနဲ့အမုံမွားတွေကိုလက်တွေ့ကျကျဖန်တီးနိုင်ပါတယ် Cinema 4D ရဲ့အဓိကလုပ်နိုင်စွမ်းကတော့ရုပ်ဝတ္ထုတွေကိုပုံစံတူအများကြီးပုံပွားလို့ရပြီးတော့တစ်ခုချင်းစီကိုခလုတ်လေးအနေငယ်နှိမ့်လိုက်ရုံနဲ့လုပ်နိုင်ပါတယ်နောက်ပြီးတော့အပေါ်ကပြောခဲ့တဲ့ Blender နဲ့ Maya တို့ထက်တင်ယူရတာပို့ပြီးတော့လွယ်ကူပြီးတော့ပို့ပြီးတော့လည်းနားလည်ရလွယ်ကူပါတယ် Cinema 4D ရဲ့အကောင်းဆုံးချက်ကတော့ Adobe After Effects နဲ့ချိတ်ဆက်လို့ရပြီးတော့ motion designer တွေအတွက်လည်းတော်တော်လေးကိုအကြိုက်တွေ့စရာဖြစ်ပါတယ်နောက်တော့ software နှစ်ခုကတော့ ZBrush နဲ့ Houdini အဲ့ဒီ software နှစ်ခုရဲ့လုပ်နိုင်စွမ်းကိုရှင်းပြချင်ပါတယ် ZBrush ကတော့မျက်နှာပေါ်ကချွေးပေါက်စတွေအမာရွတ်တွေနဲ့ဝေစားပေါ်ကချီမင်လေးတွေကအစာပုံဖော်နိုင်စွမ်းရှိပါတယ် Houdini ကတော့အဆောက်အုံပြိုကျတာတွေပောက်ကွဲတာမီးလောင်တာတွေရေလိုင်းကြီးတွေပြောရရင်တဘာဝဘေးအန္တရာယ်မြင်ကွင်းတွေကိုအပြင်လက်တွေ့ဘဝမှာတကယ်ဖြစ်နေသလိုပုံစံမျိုးဖန်တီးနိုင်စွမ်းရှိပါတယ်အပေါ်က software တွေရဲ့လုပ်နိုင်စွမ်းကိုရှင်းပြပြီးပြီဆိုတော့နောက်တစ်ခုက color အပိုင်းမှာကြတော့ British Paintman ဆိုတဲ့ software က anime frame တစ်ခုချင်းစီကိုအရောင်ချဲဖို့အတွက်တည်သက်ထုတ်ထားတဲ့ software ဖြစ်ပြီး Japan anime studio တော်တော်များများမှာသုံးထားရှိပါတယ်အဲ့ဒါတွေအကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့ anime တစ်ခုမှာမရှိမဖြစ်လိုအပ်တဲ့အရာကနောက်ခံ music နဲ့အတန်tiêuဆောင်တွေဖြစ်ပါတယ်အဲ့ဒီအတွက် Pro Tools နဲ့ Adobe Audition ကအတန်တီးဖက်တဲ့နေရာနဲ့အတန်သွင်းတဲ့နေရာမှာအသုံးအများဆုံး software တွေဖြစ်ပါတယ်နောက်ပြီးကိုယ်ပိုင် soundtrack တွေကိုဖန်တီးကျင်တယ်ဆိုလို့ရှိရင်တော့ FL Studio Ableton Live တို့ကိုအသုံးပြုနိုင်ပါတယ်ဒါမှမဟုတ်ကိုက MacBook user ဆိုလို့ရှိရင်တော့ Logic Pro ကိုသုံးနိုင်ပါတယ်နောက်တစ်ခုက Virtual Effects ဆိုလို့ရှိရင်တော့ Adobe After Effects ကိုသုံးနိုင်ပါတယ်သူကဇက်ကောင်တစ်ကောင်ရဲ့အရိပ်အလင်းလွတ်တာတွေတခြား Virtual Effects တွေကိုလည်းဒီအဆင့်မှာလုပ်ရတာဖြစ်ပါတယ်ပြီးသွားရင်တော့အပေါ်ကလုပ်ခဲ့တဲ့အရာတွေအကုန်လုံးကိုတစ်ခုတည်းဖြစ်အောင်အကုန်လုံးကိုပေါင်းစပ်ဖို့အတွက် New ဆိုတဲ့ software နဲ့ function တို့ကိုသုံးနိုင်ပါတယ် Blender ဆိုတဲ့ software ထဲမှာလည်းအကုန်လုံးကိုပေါင်းစပ်လို့ရပါတယ်ပြီးသွားရင်တော့ anime episode တစ်ခုချင်းစီအတွက် Adobe Premiere Pro နဲ့ video editing လုပ်ရမှာဖြစ်ပါတယ် MacBook user တွေအတွက်ကတော့ Final Cut Pro ကိုသုံးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ Bro အနေနဲ့ anime တစ်ခုကိုဖန်တီးပြီးဖြစ်ပါတယ်ဒါပေမဲ့လည်းအပေါ်မှာပြောထားတဲ့အတိုင်း anime တစ်ခုကိုတယောက်တည်းဖန်တီးလို့ရှိရင်တော်တော်လေးကိုမလွယ်ကူပါဘူးဥပမာမြန်မာနိုင်ငံမှာမင်းစော်တဲ့ငါစော်ကပုံမိုက်တယ်ဆိုတဲ့ NTV animation မှာအဲ့ဒီ animation ကို9လလောက်ကြာတယ်လို့စိုင်းခန့်လိုက်ကိုလိုင်ကပြောခဲ့ပါတယ်အဲ့ဒါတော့မှ team တစ်ခုအနေနဲ့သွားတာနော်တယောက်တည်းဖန်တီးတာတော့မဟုတ်သေးဘူးဒါပေမဲ့အခုခေတ်မှာတော့ AI တွေပေါ်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ animation တစ်ခုဖန်တီးရမှာအရင်လောက်ထိတော့မခက်မှာတော့ကျင်းသေးပါတယ်အဲ့ဒီလို့ဆိုလို့ရှိရင် animator အနေနဲ့အလုပ်လက်မဖြစ်တော့မှာလားအဲ့ဒီလို့ဖြစ်မှာတော့မသိပေမဲ့အခုလောလောဆယ်ကတော့ဂျပန်နိုင်ငံမှာ anime story တစ်ခုကသူတို့ပိုင်တဲ့ anime character ဒါမှမဟုတ် background တွေကို AI နဲ့လေ့ကျင့်ပေးပြီးတော့ပြန်လည်သုံးချ
ချခွင့်ရှိပါတယ်ဒါပေမဲ့အဲ့ဒီပြဿနာက corporate ပြဿနာပါဥပမာအနေနဲ့ရှင်းပြရရင် anime story တစ်ခုက animator တွေကိုတုံးပြီးဖန်တီးလိုက်တဲ့ anime တစ်ခုကိုဓာတ်လူကဝင်ယူပြီးတော့စီးပွားရေးအနေနဲ့ရောင်းစားမယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုတရားစွဲလို့ရပါတယ်ဒါပေမဲ့ AI နဲ့ဖန်တီးထားတဲ့ anime တစ်ခုကိုရောင်းစားမယ်ဆိုလို့ရှိရင်တော့ဥပဒေအရအဲ့ဒီလူကိုတရားစွဲဖို့အတွက်တော်တော်လေးကိုခက်ခဲသွားပါလိမ့်မယ်ဒါပေမဲ့ Netflix ကထုတ်တဲ့ The Dog and the Boy animation တစ်ခုမှာ AI ကိုသုံးခဲ့ပါတယ်နောက်ခံရှုခင်းတွေကို AI နဲ့ဆွဲခိုင်းလိုက်ပြီးတော့ animator တွေအနေနဲ့အဲ့ဒီပုံကိုပြန်လည်ပြုပြင်တာတွေလုပ်ပြီးတော့ key frame တွေကိုတော့ကိုယ်တိုင်ဆွဲပြီးဂျားက frame တွေကို AI နဲ့ဆွဲဖြည့်တာမျိုးလုပ်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိအနေထားအရကတော့တရုတ်နိုင်ငံကထုတ်တဲ့ Seedance 2.0 AI က anime လောကကိုပြောင်းလဲပေးနိုင်တဲ့အနေအထားတစ်ခုရှိပါတယ် animator တွေကိုအစားထိုးဖို့ထက်အလုပ်ကိုပိုပြီးပိုမြန်အောင်ကူညီပေးတဲ့အဆင့်မှာပဲရှိပါသေးတယ် AI ကိုသုံးပြီးတော့ anime ဖန်တီးမှဆိုလို့ရှိရင်တော့အချိန်90%ကနေ80%ထိတက်တာစေနိုင်ပါတယ်ဆိုတော့ bro အနေနဲ့ anime season တစ်ခုကိုအကြာကြီးမစောင့်ချင်ဘူးဆိုလို့ရှိရင်တော့ AI တွေကိုသုံးပြီးတော့လုပ်လို့ရပါတယ်ပေါ့နော်ဒါပေမဲ့ AI ကထုတ်ပေးတဲ့ဇက်ကောင်တစ်ကောင်ရဲ့အဝတ်အစားဒါမှမဟုတ်သပင်ပုံစံတွေကအဆင်ပြေလားမပြေလားဆိုတာကတော့လူကိုယ်တိုင်ကပဲပြန်စစ်ဆေးရမှာဖြစ်ပါတယ်အခုလက်ရှိအနေမှာတော့လူတွေအနေနဲ့အလုပ်ကိုဆုံးရှုံးသွားရမှာဆိုတာထက်အခွင့်အရေးတစ်ခုလို့တော့ပြောလို့ရပါတယ်ကိုယ်တိုင်က AI ကိုသုံးပြီးတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့အလုပ်က9စား6စားလောက်ထိကိုမြင်နိုင်ပါတယ်ဒါကအပေါ်ကပြောခဲ့တဲ့အတိုင်း anime တစ်ခုကိုတယောက်တည်းဖန်တီးနိုင်မှာဆိုတဲ့မင်းကုန်းကိုပြန်ပြင်ရရင် AI ကိုသုံးပြီးတော့ anime studio တွေရဲ့အကူအညီမပါဘဲနဲ့ဖန်တီးလို့ရနေပါပြီဒါပေမဲ့လို့ကို့မှာအရေးချင်းတစ်ခုတော့ရှိဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့အရေးချင်းနဲ့ AI နဲ့ပေါင်းပြီးလုပ်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တဲ့အနေအထားတစ်ခုမှရှိနေပါတယ်လောလောဆယ်ရအောင်ပေါ့နော်